ခွဲစိတ်နေတဲ့အခန်းဝယ်လာပါဖြစ်ပါတယ်ခွဲခန်းပေါ့ဗျာခွဲခန်းထဲမှာကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကဆိုလို့ရှိရင်အလူတန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်ထိရောက်တဲ့နေရာကိုပဲလှူကျင်ကြတာဒါတဘာဝပါခင်ဗျဆိုတော့ကအလူတန်းလည်းလောက်ရမယ်တကယ်ထိရောက်တဲ့နေရာလည်းဖြစ်ရမယ်ကိုကျမ်းမာရေးအတွက်ကောလောကီရောလောကုတ်တရားအတွက်နှစ်ဖက်စလုံးအတွက်အကျိုးရှိမဲ့လူတန်းတဲ့နေရာလို့ကျွန်တော်အနေနဲ့ခေါ်သွားချင်ပါတယ်ဆိုနေရာလေးကတော့မွတ်စလင်ကုသိုလ်ဖြစ်စေယုံလို့လည်းခေါ်တယ်လို့မွတ်စလင်ပရာဟိတစေယုံလို့လည်းခေါ်ပါတယ်ဘာလန်စေယုံပါဆိုလို့ရှိရင်ကျွန်တော်တို့မဟာဗန္ဓုလပန်းချံလမ်းစုလေဖျားအနီးမှာတရှိပါတယ်ဒါကြောင့်မို့လို့မြို့လေကောင်အချက်ကြတဲ့နေရာမှာတရှိတာပဲဖြစ်ပါတယ်ဆိုတော့ကဒီလောက်ကျယ်ဝန်းလာတဲ့ဆေးရုံကြီးမှာဘလို့တွေ run နေလဲဘလို့ပရာဟိတနေဘလို့ illusion တွေဝန်းရံပြီးတော့ဒီဆေးရုံကြီးဖြစ်နေလဲဘလို့တွေဖန်တီးထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်ခင်ဗျ let's go ယခုမွတ်စလင်ကုသိုလ်ဖြစ်ဘာလန်စေယုံကြီးကိုတော့1938ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးတော့ယခုဆိုနှစ်ပေါင်း80ကျော်90ဝန်းကျင်တည်ရှိနေပါပြီ။အိုကြီးတာဖာမီယန်နဲ့ပတ်သက်ပြီးတော့ပြင်ပလူနာများကိုနေ့စဉ်မနက်8နာရီကနေပြီးတော့ညနေ3နာရီခွဲ4နာရီထိအခမဲ့လူနာကြည့်ပေးတာပဲဖြစ်ပါတယ်။ကျွန်တော်ယခုရောက်ရှိနေတဲ့အခန်းတော့ကိုဝင်ဆောင်မိခင်တွေအထရာဆောင်းအခန်းနဲ့ H3 တက်မှန်ရိုက်တဲ့အခန်းပဲဖြစ်ပါတယ်။ယခုမွတ်စလင်ကုသိုလ်ဖြစ်စေယုံမှာတော့ပြင်ပလူနာတွေအနေနဲ့လူဦးရေပေါင်း250 300ဝန်းကျင်လူနာတွေကိုကျွန်တော်တို့ဝန်ထမ်းအစုစုပေါင်း150ကျော်200ဝန်းကျင်ရှိတဲ့ဝန်ထမ်းတွေကနေ့စဉ်ပရာဟိတအနေနဲ့ free ကုပေးနေတာပဲဖြစ်ပါတယ်ယခုဘာလန်မွတ်စလင်ကုသိုလ်ဖြစ်စေရုံမှာတောင်းဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအားလုံးဟာဆိုလို့ရှိရင်ဌာနဆိုင်ရာအလိုက်တည်တည်ကြကြစီစီစစ်စစ်နဲ့လူနာတွေကို service ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာအဓိကအချက်အနေနဲ့ကတော့မွတ်စလင်ကုသိုလ်ဖြစ်စေရုံဆိုပေမဲ့လာရောက်ကုသတဲ့လူနာတွေအားလုံးထဲမှာလူမျိုးမရွေးဘာသာမရွေးမြည်သူမဆိုအခမဲ့ယနေ့အချိန်ထိနှစ်ပေါင်း90တိုင်တိုင်ကုသပေးနေတာပဲဖြစ်ပါတယ်။ဒီမှာလူနာဌာနရဲ့အပေါ်တက်မှာတော့တခွဲခန်းတွေတွေးလူတဲ့ဗန်နေရာတွေဌာနဆိုင်ရာတွေအများကြီးရှိနေပါသေးတယ်။နောက်ပြီးတော့စေရုံနဲ့ပတ်သက်တဲ့အချက်လက်တွေလူနာနဲ့ပတ်သက်တဲ့ list တွေကိုလည်းထိမ့်သိမ်းထားတဲ့စာရွက်စာတမ်းအခန်းတည်တံ့ဆိုတာလည်းရှိပါသေးတယ်။အခုဒီစေရုံကြီးမှာတော့ OG တာဖာမီယန်နဲ့ပတ်သက်တဲ့ဌာနတွေစီးနဲ့ကြောက်ကနဲ့ပတ်သက်တဲ့ဌာနတွေမျက်စိနဲ့ပတ်သက်ပြီးခွဲစိတ်ဆောင်တွေအယိုးအကြောနဲ့ပတ်သက်တဲ့ဌာနတွေအမျိုးသားနဲ့ပတ်သက်တဲ့ယောဂတွေအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ယောဂတွေအတွက်ဆရာဝန်ကြီးပေါင်းမြောက်များစွာကယခုဘာလန်မွတ်စလင်ကုသိုလ်ပြည်စေရုံမှာတာဝန်ယူပေးနေတာပဲဖြစ်ပါတယ်။ကျွန်တော်ယခုသွားမှာတော့အထွေထွေအမျိုးသမီးကုသဆောင်သွားမှာပဲဖြစ်ပါတယ်။ယခုအဆောင်မှာတော့တာဖွာထားတဲ့မိခင်နဲ့မိရဲ့နဲ့ပတ်သက်တဲ့လူနာတွေအပြင်ယခုကျွန်တော်ပြသပေးနေတဲ့အခန်းတော့ကလေးမွေးဖွားတဲ့အခန်းပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ဘာလန်စိတ်လို့တကယ်အဓိကနေရာလို့ခေါ်တဲ့ခွဲစိတ်နေတဲ့အခန်းဝယ်လာပါဖြစ်ပါတယ်ခွဲခန်းပေါ့ဗျာခွဲခန်းထဲမှာကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခွဲစိတ်ခန်းကိုကျွန်တော်ဝင်ကြည့်ပြီးဝင်ပြပြီးသွားပြီဆိုလို့ရှိရင်တော့အခုသွားနေတာတော့အထွေထွေခွဲစိတ်ဆောင်ပဲဖြစ်ပါတယ်လာ come on မင်္ဂလာပါခင်ဗျာကျွန်တော်ကထော်လာစောလာတော့မှာဒီ surgical web ရဲ့ MO ပေါ့နော်MO ပါခင်ဗျာကျွန်တော်တို့ဒီ surgical web ထဲမှာဆိုလို့ရှိရင်ဒီမတက်နိုင်တဲ့လူနာတွေအတွက်ကို surgical နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခွဲစိတ်တာနဲ့ပတ်သက်ပြီးတော့ကင်ဆာအစားနောက်ဆုံးအဆုံးပေါ့နော်ဒီလေကောင်းတွေပဲအကုန်လုံးကိုခွဲအစားမဲ့ခွဲစိတ်ကုသပေးတာပေါ့နော်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်နောက်ထပ် specialty အနေနဲ့ဆိုလို့ရှိရင်အယိုးနဲ့ပတ်သက်ပြီးတော့အယိုးခွဲစိတ်တာဟာတွေလည်းကုသပေးပါတယ်နောက်တစ်ခုကစီးနဲ့ကြောက်ကက်ပေါ့စီးနဲ့ကြောက်ကက်ဆိုရင်ကျွန်တော်လေးစားအဆင့်အထိကိုကျွန်တော်တို့ဒီမှာလုပ်ပေးပါတယ်ခင်ဗျဆိုတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့တကယ်မျက်စိခွဲစိတ်တဲ့အခန်း OD အခန်းနဲ့ရောက်နေတာပဲဖြစ်ပါတယ်ဂရင်းနေနဲ့ဆိုလို့ရှိရင်ကျွန်တော်နှလုံးတွေးရတယ်တကယ်စရန်နေရအရန်မိုက်တဲ့စရန်ညာကြီးတွေနဲ့ဖန်တီးထားတာမို့လို့တော်လေးအဆင်ပြေလို့ပြောလို့ရတယ်
တော့ကကျွန်တော်အခုသွားမဲ့နေရာလေးရလဲတကယ်ဒီဆေးရုံရဲ့ပြီးလို့ရှိရင်ကျမရဲ့အတွက်အရန်တော်တော်လေးကိုအရေးကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ကြောက်ကက်ဆေးတဲ့ဌာနကိုတောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ခဲ့ပေးပါအောင်ကြောက်ကက်ဆေးတဲ့ဌာနဆိုလို့ရှိရင်တစ်နေ့ကို2ကြိမ် run နဲ့မနက်ပိုင်း2ကြိမ်ဒုတိယပိုင်း2ကြိမ်ဆိုပြီးတော့2ကြိမ် run နဲ့ဆိုတော့အခုကတော့ဒါကျွန်တော်ရောက်ရှိနေတဲ့အချိန်ကတော့ဒုတိယပိုင်းအချိန်ပဲဖြစ်ပါတယ်အဲတစ်နေ့ကိုကျွန်တော်အယောက်20ဝန်းကျင်အထိဆေးနေတာပဲဖြစ်ပါတယ်ယခုမွတ်စလင်ကုသိုလ်ပြုဆေးရုံဘာလန်ကတော့အထက်အပြင်9ထပ်ရှိပြီးတော့ယခုဆေးရုံကြီးကိုပထမအောင်ဆုံးတည်ထောင်ခဲ့တဲ့သူတွေအပြင်အလွာတိုင်းမှာလည်းအလူရှင်တွေအတွက်ကပီးမှတ်တမ်းထိုးထားတာပဲဖြစ်ပါတယ်ယခုကျွန်တော်ပြသပေးနေတဲ့နေရာလေးကတော့ဘာလန်ဆေးရုံရဲ့ main ရုံငန်းရဲ့အပြည့်ဘက်မှာရှိတဲ့အလူငွေလက်ခံတဲ့ဌာနတွေဘာနာရေးမှုအခန်းတွေဆေးရုံတရုံလုံးရဲ့စီးနဲ့ပတ်သက်ပြီးတော့ control လုပ်နေတဲ့ stock အခန်းတွေဆေးရုံစာအုပ်ထပ်တဲ့အခန်းတွေဆေးထုတ်တဲ့အခန်းတွေအပြင်လာရောက်လှူဒန်းတဲ့အလှူရှင်တွေအတွက်တည်တံ့ဖန်တီးပေးထားတဲ့ photo booth လေးတွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာလေးကတော့ဗျာသူခွဲကန်းအတွက်ကိုထပ်တိုးချဲတဲ့နေရာလေးပဲဖြစ်ပါတယ်အဓိကတော့ခွဲကန်းမှာလူနာအများများတယ်တချို့အခြေအနေတွေဆိုလို့ရှိရင်ဂရင်မလောက်တဲ့အခြေအနေတွေအခန်းမလောက်တဲ့အခြေအနေတွေဖြစ်နေတာမို့လို့ဒီလိုမျိုးထပ်တိုးချဲဖို့လုပ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကဒီလိုနေရာတွေမှာလည်းအရန်အလူရှင်တွေလိုအပ်နေပါတယ်ခင်ဗျာအဲကြောင့်မို့လို့လူမျိုးမရွေးဘာသာမရွေးဝေဒနာရှိလူနာများမရှိနံပါတ်သူအားလုံးရဲ့မိကိုအားထားရတဲ့ယခုမွတ်စလင်ကုသိုလ်ပြည်စေယုံကြီးရဆိုလို့ရှိရင်စေကူတာမှုလုပ်ငန်းစဉ်တွေစေယုံနဲ့ပတ်သက်တဲ့အရေးကြီးဆုံးအပိုင်းတွေစဉ်ဆက်မပြတ်လှည့်ပတ်ပြီးတော့စေယုံကြီးရပ်တည်ဖို့အတွက်လူမျိုးမျိုးဘာသာမျိုးကြီးစုသူမိတ်ဆွေတို့အပေါင်းရဲ့အလူငွေဒါနတွေအတိကထားလိုအပ်နေပါတယ်ဆိုတဲ့အကြောင်းမေတ္တာရက်ခံပန်ကြားလိုက်ရပါတယ်ခင်ဗျာ